တပင်းလေးအရန်ကျုပ်ပြီးပါရွာလို့ဘာသုံးလို့သုံးရမှမသိတဲ့သူတွေအတွက်မြန်မာငွေလေး2000ကျော်ရှိုံနဲ့စံသားနဲ့ဥယျာဉ်ပြပြဿနာကိုအထက်ရောက်ဆုံးဖြည့်ချင်းပေးနိုင်တဲ့တဘာဝရှုကေတာအတွဲလေးကိုသာ3ပေးတလအတွင်းကိုစပင်းကျွတ်တက်တောင်တာမကဘူးကျွတ်တဲ့နေမှာစံသားတိလေးပြန်ပေါက်စေအုံထုအရှင်းများရမယ်လုံးဝအာမကန်တဲ့ဈေးတဲ့ quality ကိုအဓိကဦးစားပေးထုတ်လို့ထားတာဖြစ်တဲ့အတွက်ကြောင့်ပါရှင်သူ့ရဲ့ပေါင်းစီလေးလက်ဖက်ညွတ်တန်လေးစီ2မျိုးနဲ့ပေါင်းတာဖြစ်တဲ့ကြောင့်စံသားအတစ်ခဏကိုပုံပုံမြန်မြန်ရန်ဆန်စေတဲ့စံသားလေးကိုနတ်မောင်တန်းဆွမ်းစေတဲ့ပြီးလို့ရှိရင်စံသားအချမ်းတစ်ခွက်ဖြစ်တော့တိတာရောပါစေရဲ့သူ့ရဲ့ခေါင်းလျှော်လျက်ဆိုရင်စားဆောင်ကစုံကြီးပူစီနန်တို့ပေါဝင်တဲ့အပြင်ကိုမြန်မာနိုင်ငံမှာပထမဆုံးနိုင်ငံပုံနဲ့ထုတ်လို့ထားတဲ့တဘာဝတရောက်ကမစစ်စစ်ရှုကေတာခေါင်းလျှော်သူကစပင်းကျွတ်တက်တာမယ်ဥယျာဉ်ပြအစီပြန်ကင်းမယ်စပင်းရှည်မြန်မယ်ဒါကြောင့်ဘာသုံးလို့သုံးရမှမသိဘူးဖြစ်နေတဲ့သူတွေဆိုရင်မဖြစ်မနေတီရှူကေတာအတွဲလေးကိုသာမယုံရင်သုံးတလားတွေကိုတိတာရတော့ထွက်စရာမလုံးဝအာမကန်တယ်လိုချင်တဲ့သူဆိုရင်လေးတော်စီမှာအမြန်ဆုံးဆက်သွယ်မြန်မြန်မိမာရင်းနေမှာရှိမျိုးပေါင်း300ကျော်လဲအေးအောင်ငွေရှင်နဲ့ပို့ပေးပါသေးရဲ့နော်ဇီးဆယ်လပိုင်းကုန်ထိကိုအထူး promotion ကြီးနဲ့လည်းရအောင်မှာပါဖြစ်ပါတယ်ရှင်17လပိုင်းကစပြီးရှုကေတာဘူးလေးတွေကဈေးနှုန်းအသေး packaging အသစ်နဲ့လာမှာဖြစ်တဲ့အတွက်ကြောင့်မို့ကိုကအရင်ဈေးနဲ့ပဲအခုဈေးနဲ့လိုချင်တဲ့သူ10လပိုင်းကုန်ထိပဲရမှာပါနော်ဘူးတွေကလည်းအနည်းငယ်ပဲကျန်တော့တာဖြစ်တဲ့အတွက်ကြောင့်မို့မြန်မြန်လက်သမားရပါမယ်ရှင်